ဟုတ်ကဲ့အခုဆိုလို့ရှိရင်နွားတို့ရဲ့အပူချိန်45ဒီဂရီပတ်ဝန်းကျင်ရောက်သွားပြီเนาะ45ဒီဂရီပတ်ဝန်းကျင်ဆိုရင်အဲ့ထက်ကိုသူကပို့ပြီးတော့ဒီဂရီကျလာပြီ42ဖြစ်လာပြီเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့ဒိန်ကျင်ထည့်တော့မယ်ဒိန်ကျင်အလင်ကန်ထည့်လို့ရတဲ့အပူချိန်မှာနွားတို့ကရောက်ပါပြီအဲ့ဒီခါမှာဒီနေ့ဒိန်ကျင်အလင်ကန်ထည့်တာမှာ3မျိုးပြသွားပါမယ်เนาะ3မျိုးကဘာတွေကိုပြမလဲဆိုတဲ့ခါကျတော့ပုံမှန်ဒိန်ကျင်နဲ့အလင်ခန္ဓာကိုဒီအိုးကြီးနဲ့ထည့်ပြမယ်ပြီးတဲ့ခါမှာကျမတို့ကိုယ်တိုင်လုပ်တဲ့ဒိန်ကျင်အလင်ကန်ပေါ့เนาะဒိန်ကျင်အလင်မရှိတဲ့နေရာကိုယ်တိုင်လုပ်တဲ့ဒိန်ကျင်အလင်ကန်နဲ့ထည့်တာကိုဟော်ဒီစတီးပတ်ပတ်လေးနဲ့ထည့်ပြမယ်ပြီးတဲ့ခါမှာဒိန်ကျင်အလင်ကန်ကိုလည်းတစ်ခါတည်းလုပ်မယ်နွားတို့ရှိတော့လေเนาะဒိန်ကျင်အလင်ကန်ထည့်တာလေးကိုလည်းမြုပ်တီးအ6တောင်း2တောင်းနဲ့အဆိုတောင်း2တောင်းနဲ့တစ်ခါတည်းထည့်ပြမယ်အခုဒီမှာထည့်ပြီเนาะညိုတီးအဆိုတောင်း2တောင်းနဲ့အ6တောင်း2တောင်းနဲ့အညာပါမယ်เนาะအဓိကအဲ့ဒီအညာကအဓိကသူကဘက်တီးရီးယားလေးတွေကောင်းတဲ့ဘက်တီးရီးယားလေးထွက်လာပြီးတော့နွားနို့ကိုဒိန်ကျင်ဖြစ်စေတာအဲ့တော့ဒီနေ့မှာပြကွက်ကဘယ်နှကွက်ဖြစ်မလဲဆိုတော့ဒါမလိုက်ဘက်တွေခတ်ထားတာเนาะဖယ်လိုက်ပြီအဲ့တော့ဒီနေ့မှာပြကွက်ကတော့ဒိန်ကျင်အလင်ကန်2မျိုးလုပ်မယ်ကိုဘတ်တာကိုအိမ်လုပ်ဒိန်ကျင်အလင်ကန်ကိုအိမ်မှာရှိတဲ့နွားနို့နဲ့လုပ်မယ်ပြီးတော့ဒိန်ကျင်အလင်ကန်ဒီလိုငြုပ်တီးနဲ့လောက်ထားတဲ့ဒိန်ကျင်အလင်ကန်အခဲကိုဒီနွားနို့အခုကြိုထားတာကိုဒိန်ကျင်ဆက်လုပ်မယ်ဒါကတော့မူလနွားနို့အိုးကြီးထဲမှာဒိန်ကျင်အလင်ကန်ကျမတို့စိုက်နေရဝယ်တဲ့ဒိန်ကျင်အလင်ကန်လက်ဆက်နဲ့ဒိန်ကျင်အလင်ကန်တဲ့မယ်เนาะအဲ့တော့အဲ့3မျိုးကိုလောက်သွားပါမယ်เนาะ